မချသေးခင်ကကမ္ဘာကာကွယ်ရေးပြပွဲတစ်ခုမှာတရုတ်ဘက်ကနေအားလုံးကိုပါးဆက်ဟောင်းတာချစ်သွားစေတဲ့အင်အားကြီးတာဝေးပစ်ဒရုန်းအသစ်ဆက်တမျိုးကိုချပြသွားခဲ့ပါတယ်။သူ့နာမည်က Loom M9 ပါ။ကဲသူရဲ့စွမ်းဆောင်ရည်တွေကပါတယ်လေပြီးတော့ကမ္ဘာအင်အားချင်းခွန်ရှာကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲဆိုတာကိုအတူတူလေးလာကြည့်ကြရအောင်ပါ။ကီလိုမီတာ1600ဟုတ်ပါပဲ1600ကီလိုမီတာပါ။ဒီနံပါတ်လေးတစ်ခုတည်းနဲ့တင် Loom M9 ကဘလောက်တောင်အရေးပါလဲဆိုတာကိုပြောနေတယ်လို့ပါပဲ။ဒီလောက်ကြီးမားတဲ့တိုက်ခိုက်နိုင်တဲ့အကွာဝေးကရာအားလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ဟုတ်တယ်ဒီအကွာဝေးကတာမန်ဒရုန်းတစ်စင်းရဲ့လက်လန်းမီတဲ့အကွာဝေးမဟုတ်တော့ဘူးလေ။ဒါကမဟာဗျူဟာမြောက်တက်ချင်မှုတွေကိုတခါတည်းပြောင်းပြန်လန်ပစ်နိုင်တဲ့လက်နက်မျိုးစားတစ်ခုပေါ်လာပြီဆိုတဲ့သဘောပါပဲ။ကဲဟုတ်ပြီဒီဒရုန်းကိုဒီလောက်အဝေးကြီးထိပြတ်နိုင်အောင်ဘာဒီကများလုပ်ပေးထားလို့လဲ။သူ့ရဲ့နည်းပညာပိုင်းဆိုင်ရာအချက်လက်တွေကိုတစ်ချက်လောက်အသေးစိတ်ကြည့်လိုက်ကြရအောင်။လုံးနိုင်ရဲ့အဓိကအားသာချက်ကဒီအချက်လက်ဒီမှာအကုန်ပေါ်လွင်နေတယ်။၈နိုင်နဲ့9နိုင်လုံးတိပြန်နိုင်တယ်ဆိုတော့စဉ်းစားကြည့်လေ။ပိမဲ့ area ပေါ်မှာအချိန်တော်တော်ကြာဝဲပြန်ပြီးအခွင့်ကောင်းကိုစောင့်နေလို့ရတယ်ဆိုတဲ့သဘောပဲ။အဲ့ဒီပေါ်မှာမှ50ကီလိုဂရမ်ထိဖိုးကိုတင်ပြီးကီလိုမီတာ1600ကျော်အထိသွားတိုက်နိုင်နေဆိုတော့ဒါကတော်တော်လေးကိုအန်ဒီရဲ့ကြီးတဲ့လက်နက်တစ်ခုဖြစ်သွားပြီပေါ့။ဒီနေရာမှာ loitering munition ဒါမှမဟုတ်ဝေဟင်ပြန်ဝဲတိုက်ခိုက်ရေးလက်နက်ဆိုတဲ့စကားလုံးကိုသုံးသွားတယ်နော်။တချို့အတွက်နည်းနည်းစိမ့်နေနိုင်တယ်။အလွယ်ပြောရရင်တော့သူကဖိမှတ်ပေါ်လာတဲ့အထိအချင်းကြားကြီးဝေးပြန်ဆောင်ဆိုင်နေပြီလို့မှအခွင့်အာဏာနဲ့ဝင်တိုက်တဲ့လက်နက်မျိုးကိုခေါ်တာပါ။အခုဒီ drone ရဲ့အဆင့်မြင့် smart feature တွေသူ့ရဲ့ညာရည်သူအပိုင်းကိုဆက်ကြည့်ကြရအောင်။ဒီအချက်ဒီကြောင့်ပဲသူကခက်ခဲတဲ့ electronic စစ်စင်ရေးဝင်းကျင်တွေမှာတော့ကောင်းကောင်းအလုပ်လုပ်နိုင်တာ။သူ့ရဲ့ထူးခြားဆုံးအချက်ကဘာလဲဆိုတော့လေGPS လိုမျိုး Grohitu လက်ညွှတ်စနစ်ကြီးရဲ့အချက်ပြမှုမရှိတဲ့နေရာလေးမှာတောင်ပြမတ်ကိုရှာပြီးတိုက်ခိုက်နိုင်တာပဲ။သူကကိုယ်ပိုင်လမ်းကြောင်းရှာတဲ့စနစ်နဲ့ပြန်တယ်။ပြီးတော့သူ့ဘာသာသူပြမတ်ကိုမှတ်မိတယ်။နောက်ဆုံးအဆင့်မှာကျတော့ကင်မရာကိုသုံးပြီးပြမတ်နဲ့10မီတာအတွင်းအချိကိုတိတိကျကျဝင်တိုက်နိုင်စွမ်းရှိတယ်။ဒါတွေကဘာလို့အရေးကြီးလာတာလဲဆိုတော့စဉ်းစားကြည့်လေရန်သူက radio line တွေနဲ့နောက်ရှစ်တာ jamming လုပ်တာတွေကြုံလာရတဲ့အခါတော်ယုံ drone ဆိုလမ်းပြောက်သွားနိုင်တယ်ဒီ drone ကတော့သူ့ရဲ့အဆင့်မဲ့နည်းပညာတွေကြောင့်ဆက်ပြီးအလုပ်လုပ်နိုင်တော့မယ်ဆိုတော့ဆက်မြေပြင်မှာသူ့ရဲ့ရှင်သန်နိုင်စွမ်းကတော်တော်လေးကိုမြင့်သွားတာပေါ့ကဲနည်းပညာပိုင်းဆိုင်ရာအချက်လက်ကြီးကနေခဏခွာပြီးတော့မဟာဗျူဟာပိုင်းဆိုင်ရာတက်ရောက်မှုတွေဘက်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီနည်းပညာကကမ္ဘာအဆင့်မှာဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲဒီနည်းပညာကဘာကြောင့်စည်ရဲလောကအတွက်အပြောင်းလဲကြီးတစ်ခုဖြစ်လာနိုင်တာလဲဒီမေကုန်းကအခုဆက်ပြောမယ့်အကြောင်းအရာလေးရဲ့အဓိကအချက်ပဲခက်တဲ့စပွဲတွေပေါ်ဘလို့တက်ရောက်မှုလေးရှိလာမလဲဆိုတာကြည့်ကြရအောင်အဓိကအချက်ကတော့ကုန်ကြစစ်စိတ်ပဲ cruise တုံးကြီးတစ်စင်းရဲ့ဈေးနဲ့ရှင်လိုက်ရင် Loom M9 လို drone တွေကအစားပေါင်းများစွာတက်တာလေအဲ့ဒီတော့ဘာဖြစ်လာလဲဆိုတော့နိုင်ငံတကာနိုင်ငံကဒုံးကြီးတစ်စင်းနဲ့ပြစ်မဲ့အစားဒီလို drone အများပြားကိုတပြိုင်နက်တည်းအုပ်စုလိုက်ထိုက်ခိုက်တာမျိုးတဲ့ swarm attacks တွေလုပ်လာနိုင်တယ်ဒါကတိုက်ခိုက်မှုပုံစံတွေကိုအခြေခံကနေကိုပြောင်းလဲပစ်မှာပါဆိုတော့အဓိကတက်ရောက်မှုတွေကိုကြည့်လိုက်ရင် Loom M9 လို့ drone တွေပြန်နှံလာနေမြတချိုင်ကနိုင်ငံကြီးတွေပဲလုံနိုင်ခဲ့တဲ့တာဝဲပစ်ထိုက်ခိုက်မှုတွေကိုနိုင်ငံအတော်များများကလုံနိုင်လာပြီပြီးတော့အုပ်စုလိုက်ထိုက်ခိုက်မှုတွေကြောင့်အစစ်အမြင့်ဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေတော့ခေါင်းခဲသွားနိုင်တယ်နောက်ဆုံးတစ်ချက်ကတော့ဒါအားပြည့်စက်ယုံတို့ခွက်ကဲရေးစခန်းတို့လို့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုဓာတ်ရိုက်ချင်းချောက်နိုင်လာမှာပဲဖြစ်ပါတယ်ကဲအခုရှုထောင်ကိုနည်းနည်းလေးပိုချဲကြည့်လိုက်ရအောင်လူမနိုင်ပေါ်ထွက်လာတာကနိုင်ငံတကာလက်နက်ဈေးကွက်မှာရရုံရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးဘယ်လိုအချက်ပြမှုတွေပေးနေကြလဲဒီ drone ကိုကမ္ဘာကာကွယ်ရေးပြပွဲမှာပွဲထုတ်ပြလိုက်တာဟာနီးပညာအသက်တစ်ခုကိုကြွားလိုက်တာတက်မဟုတ်တော့ဘူးဒါဟာကမ္ဘာလက်နက်ဈေးကွက်မှာငါတို့မှာအစစ်မြင့်ပြီးဈေးသက်သာတဲ့နီးပညာတွေရှိတယ်ဆိုပြီးတရုတ်ကသူ့ရဲ့နေရာကိုပို့ပြီးခိုင်မာအောင်လုပ်ပြလိုက်တဲ့သဘောပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်Loom M9 လို့တာဝေးပြစ်ဈေးသက်သာတဲ့ drone တွေဟာနေရာတိုင်းမှာတာမန်လက်နက်တစ်ခုလိုဖြစ်လာတဲ့အခါစစ်ပွဲရဲ့သဘောတဘာဝကိုယ်တိုင်ကဘယ်လိုများပြောင်းလဲတိုးတက်သွားမလဲဒီအကြောင်းနာကနေစဉ်းစားစရာတွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်